ကလေးမိဖွားပြီးတဲ့နောက်ကို့မှာဒီ၃ချက်ဖြစ်နေရင်လုံးဝပေါ်စားပါနဲ့ကလေးမိဖွားပြီးတဲ့နောက်မှာအဖြူစင်းများလာတာစီးခဏနာသွားခြင်းတာအမျိုးသားနဲ့အတူနေခြင်းလေးထွက်တယ်ဆိုတဲ့ပြဿနာတွေကတင်ကျန်းမာရေးနဲ့သက်ဆိုင်နေနိုင်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ချက်ရတဲ့အမျိုးသမီးတွေအတွက်ဒီအချက်တွေဖြစ်ရတဲ့အကြောင်းရင်းတွေနဲ့သက်သာစေနိုင်မယ့်နည်းလမ်းလေးတွေကိုမျှဝေပေးသွားပါမယ်။နံပါတ်1အဖြူစင်းများခြင်းကလေးမိဖွားပြီးတဲ့နောက်ပိုင်းတွေမှာဆိုရင်တအိမ်ကိုထိမ့်မှတ်ထားတဲ့ကြက်သားတွေမွေးလန်းကြောင်းကြက်သားတွေမှာအားနေတဲ့အနေအထားတွေရှိနိုင်ပါတယ်။အရေးပြတ်တာဟော်မုန်းမညီမျှတာနဲ့တကွေတန်ရှင်းမှုအားနည်းတဲ့အနေအထားတွေကြောင့်အဖြူစင်းများတာတွေအနက်နန္ဒာတွေကိုလည်းကြုံတွေ့ရနိုင်ပါတယ်။ဒီလိုအနေအထားတွေကြောင့်ပိုးဝင်လဲတာတွေတိမ်အားနေတာတွေကိုဖြစ်စေပြီးတော့နောက်ပိုင်းမှာတိမ်ကြခြင်းတွေကိုလည်းဖြစ်စေနိုင်ပါရဲ့နော်။ဘတ်နဲ့စီးခဏနှာသွားခြင်းတာအားလုံးသိကြတဲ့အတိုင်းပဲတိမ်နဲ့စီးရင်ဆိုတာနှီးကပ်စွာရှိတာဖြစ်ပါတယ်။တိမ်မှာအားနေတဲ့အနေအထားတွေမှာဆိုရင်စီးရင်မဲ့ကိုဖိမိတဲ့အခါမှာစီးခဏနှာသွားခြင်းတာစီးမထိန်နိုင်တာနဲ့စီးကြံတဲ့ဆိုတဲ့လက္ခဏာတွေကိုခံစားနိုင်ပါတယ်။နံပါတ်3လေးထွက်ခြင်းအမျိုးသားနဲ့အတူနေတဲ့ခါတွေမှာဆိုရင်လေးထွက်တယ်ဆိုတဲ့ပြဿနာတွေကမွေးလန်းချောင်းကြက်သားတွေမှာကြုံနိုင်ဆက်နိုင်စွမ်းတွေညော်နေလာတာတနည်းအားဖြင့်မွေးလန်းချောင်းကြက်သားတွေအားနေပြီးတော့မွေးလန်းချောင်းကျေလာတဲ့လက္ခဏာတွေဖြစ်ပါတယ်။သိရတဲ့မျိုးသမီးတွေအနေနဲ့ကလေးမိဖွားပြီးတဲ့နောက်အဖြူစင်းများလာတာစီးခဏနာသွားခြင်းတာအမျိုးသားနဲ့အတူနေခြင်းလေးထွက်တယ်ဆိုတဲ့ပြဿနာတွေကကလေးမိဖွားပြီးတဲ့နောက်ဖြစ်လက်ရှိတဲ့ယောဂလို့ထင်ပြီးတော့ပေါ်စားလိုက်မယ်ဆိုရင်တော့နောက်ပိုင်းတွေမှာဆိုရင်တင်ကြခြင်းတွေကအဆင့်1ကနေအဆင့်2 3ထိဖြစ်သွားနိုင်ပါတယ်။ဒီအနေထားတွေရတဲ့သက်သာစီနိုင်မှုအတွက်အမျိုးသမီးတွေအနေနဲ့တကိုယ်ရည်တန်ရှင်းကိုယူဆိုင်တာကြက်သားအပြည့်စီတဲ့လေ့ကျင့်ခန်းလေးတွေပြုလုပ်ပေးရနဲ့အရေးဝအောင်အိပ်ဆက်ပေးတာအာဟာရပြည့်ဝအောင်စားတောက်တာတွေကိုပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ကိုယ်ဝင်ဆောင်ချိန်မိဖွားချိန်တွေကြောင့်ရော်ရဲသွားတဲ့ကြက်သားတွေကိုကော်လာဂျင်လေးတွေဖြည့်ပေးဖို့လည်းလိုအပ်ပါတယ်။တပါကင်နဲ့နှစ်ပါကင်တွင်းမှာစီးခဏနှာသွားရတာလေထွက်တယ်ဆိုတဲ့ပြဿနာတွေကိုသက်သာစေနိုင်ပါတယ်။တနေ့ကိုတနာရီ36ရက်ပုံမှန်အသုံးပြုပေးရုံနဲ့မွေးလန်းချောင်းကြက်သားတွေကိုအပြိုစင်တိုင်းပြန်လည်နူးညံ့ပြီးတော့တင်ကျက်စေမှာဖြစ်ပါတယ်။အသေးသေးကြောင်းတွေကိုတော့ Messenger မှာမေးမြန်းနိုင်ပါတယ်။မျိုးသမီးတိုင်းပုံမှန်ကျန်းမာလှပပျော်ရွှင်ဖို့ကူညီပေးနေတဲ့မအီပါမအီရဲ့ဗီလေးကိုတခြားမျိုးသမီးတွေလည်းကျန်းမာရေးဝိဒရာရနိုင်စေဖို့အပေါင်းလေးနဲ့ဒဲလေးပေးပြီး share သွားရပါအောင်နော်။သိချင်တာတွေရှိရင်လည်း comment မှာမှတ်ခဲ့ပေးနိုင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။